ကျမရွှေဆိုရင်လေအာတခါမှရွှေကိုမရေးခဲ့ဘူးမရေးခဲ့ဘူးဆိုတာဘာလို့လဲဆိုတော့ကျမကစာရေးမယ်လို့စဉ်းစားတဲ့အခါမှာရွှေကအာဟိုစောင့်ရတာဟိုသူကစာမှုတွေအများကြီးလက်ခံတော့ကျမမစောင့်နိုင်ဘူးတခုခုဆိုကိုယ်မြန်မြန်ကိုပါခြင်းနဲ့စိတ်မျိုးရှိရင်အဲ့လိုနဲ့ရွှေကိုပို့ပြီး2 လ 3 လနဲ့လောက်နေကျမလှမ်းပြီးစာပို့တယ်ကျမဝတ္ထုကိုထပ်ဆက်ပြီးမစဉ်းစားပါနဲ့တော့ဘောနော်အဲ့လိုမျိုးနဲ့ကျမရွှေမှာရေးခဲ့တာမျိုးတော့မရှိဘူးဒါပေမဲ့ရွှေကခုချိန်ထိပေါ့လေကျမတို့အမျိုးမျိုးတော်တော်လေးကိုဟိုဟိုတမိုင်းရှည်ကိုဖြတ်တန်းခဲ့ရတဲ့မဂ္ဂဇင်းတစ်ခုလို့ပြောလို့ရတယ်။နော်အစိုးရဆက်ခေတ်အဆက်ဆက်နိုင်ငံရေးပုံစံအဆက်ဆက်မှာဒီရွှေရတော်တော်ကိုတည်တန်းခဲ့တယ်ပေါ့နော်။နောက်ဆုံးဤပညာလှိုင်းလုံးရိုက်ခဲ့တာတောင်မှရွှေဒီပုံစံတစ်မျိုးနဲ့ပေါ်ထွက်လာတယ်ပေါ့။အဲ့လိုပဲရွှေကနေမွေးထုတ်လိုက်တဲ့ကလောင်ရှင်တွေဆိုတော့လည်းအများနဲ့ဒေါင်းတောင်ကြီးတွေပဲတုံးတန်ရုံရွှေကိုအနာကပ်နိုင်တာမဟုတ်ဘူးလေနော်ဆိုတော့ကျမကိုယ်တိုင်ကမရေးခဲ့ရဘူးဆိုပေမဲ့ဒီရွှေနဲ့ပတ်သက်ပြီးတော့ line ပေါ်မှာပြန်ပြီးတော့စာမျက်နှာမှာဖော်ပြတဲ့ဥစ္စာတွေကျွန်မဖတ်ဖြစ်ပါတယ်လို့ဖတ်ဖြစ်တဲ့ခါကျတော့ဒီရွှေရဲ့ရှေ့ရမျိုးဆက်တစ်တွေကလည်းအများကြီးစွမ်းဆောင်ခဲ့တယ်ဆိုတော့လေနောက်ပိုင်းလာမဲ့သူတွေကိုလည်းကျွန်မတို့ကပို့ပြီးတော့မျှော်လင့်နေနောက်ပြီးတော့အခုရေးသားနေတာတွေကိုဖတ်ကြည့်ကြလဲပို့ပြီးတော့အားရပါတယ်အကြောင်းအရာလည်းစုံနေဆိုတော့လေဆိုတော့အဲ့အတွက်လည်းစီစဉ်တဲ့သူတွေရောရေးသားပေးတဲ့သူတွေလည်းကျေးဇူးတင်ပါတယ်နောက်ကလောင်ရှင်တစ်ခုကနေကလောင်ရှင်တစ်ယောက်နောက်တစ်ဦးအတွက်အဲမူရိတာစကားပဲဆိုကြပါဆိုကျမဟိုလိုမျိုးစာရေးဆရာကြီးလည်းမဟုတ်ပါဘူးဆိုတော့မူရိတာစကားပဲပြောချင်ပါတယ်ဆိုတော့ကျမတို့တုန်းကထက်ကိုပို့ပြီးတော့အခုချိန်မှာစာပေကအာရေးနိုင်တဲ့ platform တွေပိုများလာတယ်အရင်တော့လို့စာအုပ်ထုတ်မှာမဟုတ်ဘူးပေါ့လေကိုယ့်အတာကိုရေးနေလေလူပရိသတ်လက်ခံတာရှိတယ်တခုရှိတာကစိတ်မကောင်းစရာကဒီချိန်မှာကစာအုပ်ဈေးကွက်ကလည်းအဲ့လောက်ကြီးကြီးမဖြစ်ထွန်းတော့ဘူးဆိုတဲ့အနေအထားပေါ့နော်ဆိုတော့ဘာပဲဖြစ်ဖြစ်အားမလျှော့စေချင်ဘူးဘာလို့လဲဆိုတော့စာရေးတဲ့အခါမှာကိုကဘာအတွက်ရေးတာလဲငွေကြေးအတွက်ရေးတာလားဒါမှမဟုတ်ကိုယ့်ရဲ့ဒီခံစားမှုနဲ့အမှုပညာတစ်ခုကိုဖန်တီးပြလားပေါ့နော်အဲ့အခါမှာကိုယ့်ရဲ့အားထုတ်မှုနဲ့တဖြည်းဖြည်းဒါရှေ့ဆက်သွားပါလို့ကျမတို့ဖတ်တဲ့သူတွေလည်းအများကြီးရှိနေပါတယ်အဲ့ဒါလေးတော့ပြောချင်ပါတယ်ဟုတ်